အားလုံးပဲမင်္ဂလာပါ Every Effort Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့သင်ရဲ့ငွေကြေးစွမ်းအင်ကိုအမြင့်ဆုံးရောက်ရှိစေပြီးအကန့်အသတ်မရှိတဲ့ကြွယ်ဝပြည့်စုံမှုတွေကိုဆွဲဆောင်ပေးနိုင်မယ် Abundance Affirmation လေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးသက်တောင့်သက်သာရှိမဲ့အနေအထားနဲ့စိတ်ကိုလျှော့ချပေးလိုက်ပါအသက်ကိုခပ်ပြင်းပြင်းလေးတစ်ခါလောက်ရှူသွင်းမယ်ပြန်ရှူထုတ်လိုက်မယ်အခုဆိုရင်သင်ရဲ့စိတ်ကငွေကြေးနဲ့ကြွယ်ဝချမ်းသာမှုတွေကိုလက်ခံဖို့အပြည့်အဝအဆင်သင့်ဖြစ်နေပါပြီဒါဆိုရင် every net to do affirmation လေးတွေကိုစတင်ရဆိုလိုက်ကြမယ်နော်ငါဟာငွေကြေးနဲ့ကြွယ်ဝပြည့်စုံမှုကိုတန်လိုက်တစ်ခုလိုဆွဲဆောင်နေသူဖြစ်တယ်ငါစီကိုငွေကြေးတွေကလွယ်ကူချုံးမွေ့စွာနဲ့နီးလန်းပေါင်းစုံကနေအမြဲတမ်းစီးဝင်လာနေတယ်ငါကကြွယ်ဝမှုအောင်မြင်မှုနဲ့ပျော်ရွှင်မှုအားလုံးကိုရရှိဖို့အပြည့်အဝထိုက်တန်တယ်ငါအတွက်ဝင်ငွေလမ်းကြောင်းအသစ်တွေနဲ့အခွင့်လမ်းကောင်းတွေကအဆက်မပြတ်ပွင့်လင်းလာနေတယ်ငါမှာရှိပြီးသားအရာအားလုံးနဲ့ရောက်ရှိလာတော့မယ့်ကြွယ်ဝမှုအားလုံးအတွက်ကျေးဇူးတင်ပါတယ်ငါကငွေကြေးကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်သူဖြစ်ပြီးငါရဲ့ကြွယ်ဝမှုတွေကနေ့စဉ်နဲ့အမျှတိုးပွားလို့နေတယ်ငါရဲ့ဝင်ငွေတွေကတစ်နေ့ထက်တစ်နေ့ပုံမတိုးပွားလာနေတယ်ငါကငွေကြေးကိုချစ်တယ်ငွေကြေးကလည်းငါကိုချစ်တယ်ငါရဲ့စိတ်ကိုသဘောထားနဲ့လှုပ်ဆောင်ချက်တိုင်းကစัจ java လာရဲ့အကန့်အသတ်မဲ့ကြွယ်ဝမှုကိုပဲဆွဲဆောင်နေတယ်ငါကငွေကြေးတွေကိုပညာရှိစွာသုံးစွဲပြီးတော့ရင်းနှီးမြှုပ်နှံတယ်ငွေကြေးတွေကငါရဲ့ဘဝတွေကိုပုံစံမျိုးစုံနဲ့ရောက်ရှိလာနေတယ်ငါကအမြဲတမ်းငွေကြေးအခွင့်အလမ်းတွေကိုရှာဖွေတွေ့ရှိနေတယ်ငါရဲ့ဘဝကပြည့်စုံကြွယ်ဝပြီးလှပနေတယ်ငါလိုအပ်တဲ့အရာအားလုံးကငါစီမှာအမြဲတမ်းအပြည့်အဝရှိနေတယ်ငါကအကန့်အသတ်မရှိတဲ့အခွင့်အလမ်းကောင်းတွေကိုအမြဲတမ်းဆွဲဆောင်နေသူဖြစ်တယ်ငါလိုချင်တဲ့တောင့်တတဲ့အရာအားလုံးကိုပိုင်ဆိုင်ရရှိဖို့ငါကအပြည့်အဝထိုက်တန်တယ်ငါကအောင်မြင်တယ်ချမ်းသာတယ်ငါရဲ့ဘဝကပျော်ရွှင်ပြီးကျန်းမာနေတယ်ငါရဲ့အိမ်မက်ထဲကဘဝကိုပိုင်ဆိုင်နေရတယ်ငါရဲ့ငွေကြေးကြွယ်ဝမှုကအနာဂတ်အတွက်
လုံခြုံစိတ်ချရတယ်ငါစီကိုရောက်ရှိလာမဲ့ကြွယ်ဝချမ်းသာမှုတွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေပြီငါရဲ့ဘဝမှာရရှိနေတဲ့ကြွယ်ဝချမ်းသာခြင်းတွေအတွက်ကျေးဇူးတင်ပါတယ်ငါဟာငွေကြေးနဲ့ကြွယ်ဝပြည့်စုံမှုကိုတန်လိုက်တစ်ခုလိုဆွဲဆောင်နေသူဖြစ်တယ်ငါစီကိုငွေကြေးတွေကလွယ်ကူချုံးဝေးစွာနဲ့နီးလန်းပေါင်းစုံကနေအမြဲတမ်းစီးဝင်လာနေတယ်ငါကကြွယ်ဝမှုအောင်မြင်မှုနဲ့ပျော်ရွှင်မှုအားလုံးကိုရရှိဖို့အပြည့်အဝထိုက်တန်တယ်ငါအတွက်ဝင်ငွေလမ်းကြောင်းအသစ်တွေနဲ့အခွင့်လမ်းကောင်းတွေကအဆက်မပြတ်ပွင့်လင်းလာနေတယ်ငါမှာရှိပြီးသားအရာအားလုံးနဲ့ရောက်ရှိလာတော့မယ့်ကြွယ်ဝမှုအားလုံးအတွက်ကျေးဇူးတင်ပါတယ်ငါကငွေကြေးကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်သူဖြစ်ပြီးငါရဲ့ကြွယ်ဝမှုတွေကနေ့စဉ်နဲ့အမျှတိုးပွားလို့နေတယ်ငါရဲ့ဝင်ငွေတွေကတစ်နေ့ထက်တစ်နေ့ပိုမိုတိုးပွားလာနေတယ်ငါကငွေကြေးကိုချစ်တယ်ငွေကြေးကလည်းငါ့ကိုချစ်တယ်ငါရဲ့စိတ်ကိုသဘောထားနဲ့လှုပ်ဆောင်ချက်တိုင်းကစัจ java လာရဲ့အကန့်အသတ်မဲ့ကြွယ်ဝမှုကိုပဲဆွဲဆောင်နေတယ်ငါကငွေကြေးတွေကိုပညာရှိစွာသုံးစွဲပြီးတော့ရင်းနှီးမြှုပ်နှံတယ်ငွေကြေးတွေကငါရဲ့ဘဝတွေကိုပုံစံမျိုးစုံနဲ့ရောက်ရှိလာနေတယ်ငါကအမြဲတမ်းငွေကြေးအခွင့်အလမ်းတွေကိုရှာဖွေတွေ့ရှိနေတယ်ငါရဲ့ဘဝကပြည့်စုံကြွယ်ဝပြီးလှပနေတယ်ငါလိုအပ်တဲ့အရာအားလုံးကငါစီမှာအမြဲတမ်းအပြည့်အဝရှိနေတယ်ငါကအကန့်အသတ်မရှိတဲ့အခွင့်အလမ်းကောင်းတွေကိုအမြဲတမ်းဆွဲဆောင်နေသူဖြစ်တယ်ငါလိုချင်တဲ့တောင့်တတဲ့အရာအားလုံးကိုပိုင်ဆိုင်ရရှိဖို့ငါကအပြည့်အဝထိုက်တန်တယ်ငါကအောင်မြင်တယ်ချမ်းသာတယ်ငါရဲ့ဘဝကပျော်ရွှင်ပြီးကျန်းမာနေတယ်ငါရဲ့အိမ်မက်ထဲကဘဝကိုပိုင်ဆိုင်နေရတယ်ငါရဲ့ငွေကြေးကြွယ်ဝမှုကအနာဂတ်အတွက်လုံခြုံစိတ်ချရတယ်ငါစီကိုရောက်ရှိလာမဲ့ကြွယ်ဝချမ်းသာမှုတွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေပြီင
ငါရဲ့ဘဝမှာရရှိနေတဲ့ကြွယ်ဝချမ်းသာခြင်းတွေအတွက်ကျေးဇူးတင်ပါတယ်အသက်ကိုပြင်းပြင်းလေးတစ်ခါလောက်ရှူသွင်းလိုက်မယ်ပြန်ရှူထုတ်လိုက်မယ်ဒီ affirmation တွေကိုနေ့စဉ်21ရက်တိတိနားဆင်ပေးခြင်းဖြင့်သင်ရဲ့စိတ်ဆွမ်းအင်တွေကိုပြောင်းလဲနိုင်ပါတယ်။နောက်ထပ်လည်းအခုလို affirmation video လေးတွေကိုတင်ဆက်ပေးမှာမို့လို့ Aria channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။အားလုံးပဲကြွယ်ဝချမ်းသာကြပါစေရှင်။